ဖျော်မုန်းစိတ်တွေလည်းထည့်ကြော်ထားနော်ဖေသမီးဖျော်မုန်းစိတ်ကအားရှိရဲတဲ့ ဟုတ်တယ်အဲ့လိုကြောင် ဒီဖျော်သီးတလုံးဖေကုန်မှ ဖေဆိုင်တလုံး လို့ ပါ အဲ့ လေ ဒီကကြော်လိုက်တာဟုတ်ဘယ်လိုကအကြီးပါဟာ ဟုတ်တယ်ဖေ သုံးခွေးကို အကြီးကြီးချက်ထားတာလေ အေးကျန်ငါမြထက်စားပစွန်တော့ကြီးဟာ 这帮酒吃个你看鸡，你这个啥不？ ချိုးနေမယ်လက်လက်ဆက်ဆက်တော့ 你来了，我们啥讲？ ဒါဆိုရင်ဆက်ပြီးတော့ဆန်းလိုက်ပါအောင်မယ်နော်အခုလိုမျိုးပဲနောက်ထပ်လာမယ်ဒီလိုဘလော်လေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်အားလုံးပဲတတာ